အတန်မူဝမ်းကြောင့်လုပ်ငန်းတချို့ကိုစောင့်ရှောက်ပေးနေတဲ့နှက်ကောင်းနှက်မြတ်အဆောင်ရှောက်တွေကတကယ်ရှိတယ်ဆိုတာရှေးဘဝေသနီကလေးကယုံကြည်လက်ခံထားခဲ့ကြပါတယ်ဒီနေ့မှာအဲ့ဒီအရာတို့ကိုမထီမဲ့မြင်လုံးမိလို့မိသားစုတစ်ခုဘလို့အဖြစ်မျိုးကြုံရမလဲဆိုတဲ့အကြောင်းကိုပြောပြပေးပါမယ်အိမ်နဲ့ခွဲခွာနေရတာနှစ်ပေါင်းအတော်ကြာပြီဖြစ်တဲ့ချစ်ကောင်းတစ်ယောက်မိဘတွေရှိရာကိုအလဲပြန်လာခဲ့ပါတယ်ပြီးတော့သူ့ရဲ့တငယ်ချင်းကောင်းမြတ်ကိုပါသူနဲ့အတူခေါ်လာခဲ့တယ်ဗျတားနဲ့ပြန်ဆောင်ရပြီပဲဝမ်းသာလိုက်တာတားလေးရဲ့တားအတွက်အဖေအမြဲဂုဏ်ယူနေပါတယ်ကွာ အဖေသူကကျွန်တော်ရဲ့တငယ်ချင်းကောင်းမြတ်တဲ့ကျွန်တော်တို့အိမ်ကိုအလဲခေါ်လာတာချစ်ကောင်းအိမ်ကိုပြန်ရောက်တဲ့နေ့မှာပဲသူတို့မိသားစုပိုင်းနဲ့တူရိယာအဖွဲ့ကိုတခြားမြို့ကလာရောက်ငှားရမ်းခဲ့တာကြောင့်မဖြစ်မနေတွားရောက်ဖျော်ဖြေပေးဖို့အကြောင်းဖန်လာခဲ့ပါတယ်ဖျော်ဖြေပွဲကတော်ယုံပွဲအသေးလေးမဟုတ်တာကြောင့်ချစ်ကောင်းလည်းဝင်ကူညီပေးရတော့မေဗျပွဲစားဖို့2ရက်ပဲလိုပါတော့တယ်ပွဲမစခင်မှာကြော်ပွဲလုပ်ဖို့အရင်ပြင်ဆင်ကြရမယ်ဗျဒုတိယဆောင်တဲ့အပေါ်ယုံကြည်လေးစားမှုနဲ့ကြော်ပွဲပေးရင်ဖျော်ဖြေပွဲတစ်လျှောက်လုံးအစအရာရာအစဉ်ပြေဖို့စူတောင်းကြရပါတယ် ဒီကြော်ပွဲကိုတားလေးဥဆောင်လိုက်ပါလားအဖေမလုံနိုင်တော့တဲ့နေ့ကျရင်အဖေကူစားသားပဲအဖေတို့တူရီယာအဖွဲ့လေးကိုကောင်းကောင်းကူညီပေးနိုင်အောင်လုပ်ပါသားရဲ့ ဟုတ်ကဲ့အဖေဒါပေမဲ့ကြော်ပွဲမလုပ်ခင်ညမှာချစ်ကောင်းတဲ့ကောင်းမြတ်တညလုံးစကားများရန်ဖြစ်နေကြပါတယ်နောက်နေ့ကြော်ပွဲလောက်ခါနီးအချိန်ထိသူတို့နှစ်ယောက်ကမပြေလည်ကြသေးတာကြောင့်ချစ်ကောင်းအနှင်းငယ်မကြေမနက်ဖြစ်နေမိတယ်ဗျဒါကြောင့်စိတ်တည်ငြိမ်အောင်လို့တယောက်တည်းတိတ်တိတ်လေးနေဖို့တူရိယာလေးထားတဲ့အခန်းနဲ့ခဏသွားနေဖို့ဆုံးဖြတ်လိုက်ပါတယ်ကောင်းမြတ်ကချစ်ကောင်းနောက်ကိုလိုက်သွားပြီးအခန်းထဲမဝင်ဖို့လက်ကိုလှမ်းဆွဲလိုက်တယ်ဗျဒါပေမဲ့ချစ်ကောင်းကဒေါသအလွန်ထွက်နေပြီးကောင်းမြတ်ရဲ့လက်ကိုခါထုတ်လိုက်ပါတယ်တော်တော့ပြီကောင်းမြတ်ဘာမှပြောနေတော့တကယ်လို့ပြန်ကျင်နေဆိုရင်လည်းပြန်တော့ကွာဘာလို့ကို့နားမလဲတာလဲကိုအရင်မပြန်ကျင်ပါဘူးဒါပေမဲ့ကိုဒီလိုကြော့ဘွဲတွေကိုတိတ်မကြိုက်တာချစ်လက်သိရတာနဲ့ကွာနောက်ပြီးအားလုံးပြီးသွားရင်ချစ်ရဲ့မိဘတွေကိုကိုတို့အကြောင်းပြောပြဖို့ပြောပြပြီလေကိုအေယိုခဏလေးအလဲပြန်လာတာကိုကောင်းအောင်ဘာကြောင့်လိုက်လာပြီးတော့အာယုံနောက်အောင်လုပ်နေရလဲဒါမှမဟုတ်ကိုတို့နှစ်ယောက်အကြောင်းတကယ်ချမှတ်ပြချင်တော့လို့လားအဲ့လိုမဟုတ်ရပါဘူးချစ်ရဲ့ကိုရိုနီယောရဲ့ဆက်ဆံရေးကိုဘယ်လောက်တန်ဖိုးထားလဲဆိုတာချစ်သိရနဲ့ကွာကိုသာအပျော်တွဲမယ်ဆိုရင်ကိုမိဘတွေကိုလည်းကိုတို့အကြောင်းဘယ်ပြောပြမလဲချစ်ကိုယုံကြည်ပေးပါကိုချစ်ကိုချစ်တယ်တိတ်မကြခင်မှာကြော့ဘွဲကိုစတင်ခဲ့ကြပါတယ်ကြည်လိုက်ရင်ကြော်ပွဲကအဆင်ပြေနေတယ်လို့ထင်ရပေမဲ့ကြော်ပွဲပြီးကနေဘုံတီနှုတ်ဆက်ချိန်မှာဘုံတီတဲ့ဒုက္ခထပ်ပိုင်းကျိုးသွားခဲ့တယ်ဗျကြော်ပွဲတင်ထားတဲ့စပွဲနှစ်ခုကလည်းထက်ချမ်းကွဲပြီးမြေပေါ်ကိုပြုတ်ကျကုန်ပါတယ် ဒီလိုဖြစ်တာတိတ်မကောင်းဘူးဘယ်လိုလုပ်ရင်ကောင်းမလဲနိုင်ဝင်း နောက်နေ့မနေ့ပွဲစားမဲ့ရက်ကိုရောက်လာတော့အားလုံးကတက်ညီလက်ညီနဲ့ပြင်ဆင်ခဲ့ကြပါတယ်တူရိယာတွေကိုကားပေါ်တင်တဲ့သူကတင်ပေါ့အဖွဲ့ဝင်တွေလည်းစုံနေကြပါပြီဒါပေမဲ့အိမ်အထွက်ခါနီးမှာအဖွဲ့ဝင်တွေစုံမစုံကိုထက်စစ်ဆေးကြီးမှာအရေးပါတဲ့ဦးမင်းအောင်ကရောက်မလာသေးဘူးဗျအဖွဲ့ဝင်တွေကဦးမင်းအောင်ကိုဖုတ်ဆက်ခေါ်ဖို့စဉ်းစားနေတော့မှပဲဦးမင်းအောင်ရဲ့တူနေဆိုအပြေးလေးရောက်လာခဲ့ပါတယ်ဦးလေးမင်းအောင်ကားအက်ဆီဒန့်ဖြစ်လို့ခြေလက်ကျိုးကုန်ပြီမလိုက်နိုင်တော့ဘူးဗျ ဘယ်လိုဖြစ်တာလဲနေဆိုရတကယ်ကြီးလားကွာ တကယ်ပါဗျပွဲရတော့ဖြတ်လို့မရတော့ဘူး သူတို့စီကအခါချင်းကိုလက်ခံထားလိုက်မိပြီတွားမှဖြစ်မယ်အကောင်းဆုံးကြိုးစားကြတာပေါ့ကဲနေဆိုမင်းမလိုက်ကူပေးကွာ ကျွန်တော်ကကျွမ်းကျင်အစင်မဟုတ်သေးဘူး ဒါပေမဲ့တီးတက်နေတာပဲလေ ဟုတ်ပြီဗျာတီးဆိုလဲတီးမယ်ချစ်ကောင်းအဖေရဲ့တူရိယာအဖွဲ့ကြီးကဖြော်ပေးရမယ့်နေရာကိုရောက်လာခဲ့တာနဲ့တူရိယာပစ္စည်းတွေကိုကားပေါ်ကချနေတော့အဖွဲ့ဝင်တယောက်ကရုတ်တရက်ကြီးနာနာကျင်ကျင်အော်ဟစ်နေကြပါတယ်
ချစ်ကောင်းတို့သားအဖားနဲ့ကောင်းမြတ်အမြန်ပြေးကြည့်လိုက်တော့ဘုံအတယ်နေတော့မှမတော်တဆဖြစ်ပြီးခြေလက်တွေကျိုးကုန်တာမြင်လို့တော့မကောင်းတော့ပါဘူးဒီမတော်တဆမှုကချစ်ကောင်းအဖေကိုတော်တော်တောကများစေခဲ့ပါတယ်ချစ်ကောင်းကိုယ်တိုင်လည်းတခုခုကိုပြန်တတိရမိပြီးစိတ်ဖိစီးနေခဲ့တယ်ဗျပွဲစားကနီးမှာမိုးရသည်မဟုတ်ပါပဲရုတ်တရက်မိုးကဝုန်းကနေရွာချလိုက်ပြန်ပါတယ်မိုးမင်းကြီးကမိုးရွာဖို့အရေးအယောင်လေးတော့မပြခဲ့ပါဘူးမိုးရသည်မဟုတ်တော့ယာယီရွက်ဖြင်တဲတွေကိုလည်းမယူခဲ့မိဘူးဗျာဒါကြောင့်ဒူရိယာတွေမိုးမိမှာဆိုလို့အိမ်ထဲမှာခဏသိမ့်လိုက်ရပါတယ်ဟာဗျာကျုပ်ပတ်စံနဲ့အကုန်လုံးပေးချေပြီးသားပဲလေဘာမှကိုမဖြောပြရသေးပါလားဘလို့အဖွဲတွေလဲရာသီဥတုအတွက်ဘာမှကြိုတင်မပြင်ဆင်ခဲ့ကြဘူးလားဒီလိုကြကျုပ်ကနစ်နာတာပေါ့ကြက်မပြည့်တဲ့အဖွဲတွေကွာဘာမှလည်းမပြင်ဆင်ခဲ့ဘူးမိုးတိတ်ထားတဲ့အချိန်မီအောင်လုပ်ပေးကြပါမမီးရင်ကျုပ်ကငွေတော့ပြန်အမ်းပေးရမယ်ဟုတ်ကဲ့ပါတောင်းပန်ပါတယ်ဗျာအဲ့ဒီညမှာသူတို့၃ယောက်စိတ်ပင်ပန်းလွန်းလို့အိမ်ကိုပဲပြန်ခဲ့ကြပါတယ်ခဏနေတော့ချစ်ကောင်းအမေကသတင်းစိုးတစ်ခုကိုယူလာခဲ့ပြန်နေဗျဖေးကြီးဦးမင်းအောင်ဆုံးသွားလို့တဲ့ညနေလောက်ကသူမိမအကြောင်းလာကြားသွားတယ်ရှင်တကယ်ပဲလားမေးဘလို့ဖြစ်ရတာလဲဦးမင်းအောင်ရဲ့ဟုတ်ကဲ့အမေချစ်ကောင်းကသူ့စိတ်ထဲမတင်မကျနဲ့မလုံမလဲဖြစ်နေတဲ့အကြောင်းကောင်းမြတ်ကိုပြောပြလိုက်ပါတယ်ကိုတို့ဒူရိယာတွေထားတဲ့အခန်းမှာရှိခဲ့တဲ့ညကြောင်လားဟင်ဘာမှဖြစ်တော့ပါဘူးချစ်ရဲ့လူပဲလေစိတ်အတက်အကျရှိတာပုံမှန်ပဲတိတ်စိတ်ညစ်မနေပါနဲ့ဘာမှမတွေးနဲ့တော့ဟုတ်ပြီလားညံ့နေပြီအေးစစ်စစ်အနားယူတာပိုးကောင်းမှထင်တယ်အဲ့ဒီကိစ္စတွေဖြစ်ပြီးတဲ့နောက်ပိုင်းအဖွဲ့ဝင်တွေကတယောက်ပြီးတယောက်အကြောင်းပြချက်ကိုစီနဲ့နှုတ်ထွက်ခွင့်တောင်းပြီးစွန့်ခွာကုန်ကြပါတယ်မကြခင်မှာချစ်ကောင်းအောင်ဖေးလဲအိပ်ရတဲ့လဲတော့သူတို့အားလုံးစိုးရင်တော့ကရောက်နေကြရတယ်ဗျနောက်ဆုံးတော့ချစ်ကောင်းကသူနဲ့ကောင်းမြတ်ရဲ့ဆက်ဆံရေးကိုအမှန်အတိုင်းဖွင့်ပြောလိုက်ပါတယ်တာတောင်းမှပါတယ်အဖေအခုလောက်ဒီဖြစ်သွားမယ်လို့မထင်လိုက်မိတာအမှန်ပါဗျာတာတောင်းမှပါတယ်ဘာမှဖြစ်ပါဘူးဘာမှဖြစ်ပါဘူးကွအဖေအပြစ်မတင်ပါဘူးမငိုနဲ့တော့နော်တားနဲ့ကောင်းမြတ်လေတားတို့နှစ်ယောက်လေဘာမှမဖြစ်ပါဘူးတားရဲ့အဖေနဲ့အမေတီးတာကြားလာပြီစိတ်မညစ်နဲ့ရောနော်ကောင်းမြတ်လည်းစိတ်မညစ်နဲ့တော့အမေလက်ခံတယ်တားတို့ဖေလည်းလက်ခံပါတယ်တားတို့နှစ်ယောက်အဆင်ပြေရပါပြီကွအဖေကောင်းမြတ်ကတဘာဝလွန်ဖြစ်ရတွေကိုမယုံကြည်ပေမဲ့သူချစ်တဲ့သူတွေကိုကူညီခြင်းစောနဲ့သူ့အမေနဲ့တီးကျွမ်းတဲ့ဆရာတယောက်ကိုချစ်ကောင်းအိမ်အထိခေါ်လာခဲ့ပါတယ်အသက်ကိုနှုတ်ယူမဲ့အခြေအနေပါလားပြုသူကမခံရပဲမပြုတဲ့သူကခံရရတယ်ဆိုတာဒီလိုကြောင့်နေပဲအပြစ်တွေကိုကောင်းဆောင်ဖြစ်တဲ့အိမ်တော်ဦးစီးကပဲကိုစားခံရတယ်ကဲဒီလိုလုပ်ကြရအောင်မိသားစုဝင်မဟုတ်တဲ့သူအပြစ်ခဏထွက်ပေးပါလားဘယ်လိုဟုတ်ကဲ့ပါအဆင်ပြေရလားကောင်းမြတ်အဆင်ပြေပါတယ်ဒါဆိုကျွန်တော်အပြင်မှာပဲစောင့်တော့မယ်အမေနောက်ဆုံးမှာဒီအဖြစ်အပျက်ရဲ့အကောင်းဆုံးရတရားကတော့ချေကောင်တာသနာပေါင်ထဲကိုအပြီးဝင်ရောက်သွားခဲ့တာပါပဲအဲ့ဒီအချင်းအစားပြီးဒူရိယာဆောင်တရဲကိုဘသူမှမမြင်ရတော့သလိုဘသူကိုမှလည်းဒုက္ခမပေးတော့ပါဘူးကောင်းမြတ်ကအပြန်လန်းမှာချေကောင်းနဲ့အတူရိုက်ထားကြတဲ့ပုံလေးတွေပဲအလွမ်းပြေပြန်ကြည့်နေမိပါတယ်အဲ့ဒီဓာတ်ပုံရိုက်တဲ့နေ့တုန်းကချေကောင်းရဲ့အပြုံးကသူမြင်မှုသမျှတဲ့အပျော်ဆုံးနဲ့အလားဆုံးအပြုံးဖြစ်နေခဲ့တယ်ဗျကောင်းမြတ်မျက်လုံးမှိတ်ပြီးကြော်ပွဲမလုတ်ခင်ညကိုပြန်တွေးနေမိပါတယ်အဲဒီတော့သူချစ်ကောင်းကိုတူရီယာထားတဲ့အခန်းထဲမှာတင်းကျပ်နေအောင်ဖတ်ထားခဲ့တယ်ဗျသူ့အတွက်အကြောက်တရားကတရေဆိုတဲ့အရာမဟုတ်ပါဘူးဆုံးရှုံးရမှာကိုသာအကြောက်ဆုံးဖြစ်ခဲ့ပါတယ်ချစ်ကောင်းကသူ့ကိုမချစ်လို့သာသနာပေါင်ထဲကိုအပြေးဝင်လိုက်ရတာမဟုတ်ပါဘူးသူမိဘတွေကိုကာကွယ်ပေးခြင်းလို့နဲ့
သူတို့နှစ်ယောက်မတိမဲ့မြေလောက်ခဲ့မိတာတွေကိုပြန်ပေးဆက်ဖို့အတွက်ဆိုတာကောင်းမြတ်နားလည်လက်ခံခဲ့တယ်ဗျ။ဒါကြောင့်ချစ်ကောင်းဆန်ချတဲ့နေ့မှာကောင်းမြတ်ကကြီးကြီးပြူပြူလက်ခံခဲ့ပါတယ်။တကယ်စရင်ကမခွဲချင်ပေမဲ့ချစ်ကောင်းရဲ့စိတ်အားထက်သန်မှုကိုတားဆီးတဲ့သူမဖြစ်ချင်ခဲ့ပါဘူး။ဦးစင်းသူမနာသာသနာပေါင်းနဲ့ဝင်ပြီးတိတ်မကြခင်မှာဖခင်ဖြစ်သူလေကျမကြီးပြန်ကောင်းလာခဲ့တာကြောင့်ဦးစင်းစိတ်ချမ်းမြေ့နေမိပါတယ်။မိသားစုအတွက်ချစ်ရတဲ့သူကိုစွန့်လွတ်ပြီးသာသနာပေါင်းနဲ့ဝင်လိုက်ရပေမဲ့မိဘနှစ်ပါးကျမ်းမာနေတော်မြင်တော့ဦးစင်းသူမနာအတိုင်းထက်အလွန်စိတ်ကြည်နူးနေရတယ်ဗျ။ချစ်ခဲ့ဘူးလို့ကျေးဇူးတင်ပါတယ်။ကိုရိုနီယောရဲ့အမတ်တရားတွေကိုထာဝရသိသိထားမှာပါကွယ်။တကယ်တော့ချစ်ကောင်းတဲ့ကောင်းမြတ်ကမထင်မှတ်ပဲချစ်သူတွေဖြစ်ခဲ့ကြတာပါ။ဟိုးဆယ်ကျော်သက်အရွယ်ကလေးကခိုင်မြဲလာတဲ့သူတို့ရဲ့တငယ်ချင်းတန်ရောစဉ်ကသူတို့မသိလိုက်ခင်မှာပဲပြောင်းလဲသွားပြီးချစ်သူတွေဖြစ်သွားကြပါတယ်။ဒါကြောင့်ချစ်ကောင်းကကောင်းမြတ်ကိုသူ့မိဘအိမ်ခေါ်ခဲ့ပြီးမိဘစီကိုတရားဝင်ခွင့်ပြုချက်ယူမယ်။အတီတကြလက်တွဲသွားတော့မယ်ဆိုတဲ့အတွေးနဲ့ပေါ့။ဒါပေမဲ့ဒုတိယဆောင်ကိုမထင်မဲ့မြင်လုပ်မိတဲ့အပြစ်ကြောင့်ချစ်ကောင်းတို့မိသားစုဒုက္ခတွေရောက်ခဲ့ရပါတယ်။အဲ့ဒီအပြစ်ကိုပြန်ပေးဆက်ဖို့ချစ်ကောင်းကသာသနာပေါင်းနဲ့အပြေးဝင်လိုက်ရတယ်ဗျ။ကောင်းမြတ်ကအင်မတန်နာကျင်ကြီးကွဲရပေမဲ့ချစ်ကောင်းရဲ့ဆုတ်ဖြတ်ချက်ကိုလေးစားပေးခဲ့ပါတယ်။မိသားစုကိုကာကွယ်ရမယ့်ချစ်ကောင်းရဲ့တာဝန်ကသူတို့နှစ်ယောက်အခြေရေးထက်ပိုအရေးကြီးတာကိုကောင်းမြတ်ကနားလည်ပေးခဲ့တာပါ။သူတို့နှစ်ယောက်လမ်းခွဲလိုက်ရပေမဲ့လှပတဲ့အမှတ်တရကိုတော့ရင်ထဲမှာထာဝရသိသိထားကြမှာပါပဲ။ရှာယူပိုင်ဆိုင်နိုင်မှအတူနေရမှအချစ်လို့တသက်မှတ်သေးခေါင်းစဉ်တက်လို့မရပါဘူးဗျ။တခါတလေတော့အချစ်ဆိုတာပေးဆက်အနစ်နာခံခြင်းပါပဲ။ကိုချစ်တဲ့သူအစဉ်ပြေဖို့ပေးဆက်အနစ်နာခံတဲ့စိတ်ကလည်းအချစ်ပါပဲ။တချို့အချစ်တွေကအများအမြင်မှာအတိတ်ပဲမရှိဘူးလို့ထင်ရပေမဲ့ကာယကံရှင်တွေအတွက်တော့အတိတ်ပဲနန်းနန်းနေနေပါတယ်။အဲဒီလိုအချင်းမျိုးနဲ့ချစ်တဲ့သူတွေကိုကြိုးဆွန်လာခဲ့ရင်နားလည်လက်ခံပေးပြီးတော့သူတို့ရဲ့ဖြစ်တည်မှုကိုလေးစားပေးကြရမယ်မဟုတ်ပါလားဗျ။ CKO မှာဖုန်းဖြစ်ရေးဆွဲနိုင်မဲ့2D animation ကာတွန်းသင်တန်းကိုစတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ software သွင်းပြီး animation အခြေခံမှစတင်ပြီးတော့အခုဗီဒီယိုမှာပါတဲ့ animation movie တွေကိုဆွဲနိုင်တဲ့အထိလေ့လာသင်ကြားရမှာဖြစ်ပါတယ်ဗျ social media မှာ animation story ဖန်တီးပြီးတော့ဝင်ငွေရှာလိုတဲ့သူတွေကာတွန်းနည်းပညာနဲ့မိမိရဲ့စိတ်ကူးရင်ကဘာကိုဖန်တီးလိုသူတွေဝါသနာအနေနဲ့ရောဝမ်းစာအနေနဲ့ရောလေ့လာလိုသူတွေ CKO ကဖန်တီးထားတဲ့ဗီဒီယိုတွေအတိုင်းစိတ်ဝင်စားဖန်တီးခြင်းသူများအတွက် CKO မှာ Yo-Yo Class နဲ့ Master Class ဆိုပြီးတော့သင်တန်းနှမျိုးဖွင့်ပေးထားပါပြီခင်ဗျာမိမိကျန်တဲ့တရားအတန်းအောင်ရွေးချယ်ဖို့ CKO မှာအတန်းအရင်နဲ့သိကျင်အောင်မေးလို့ရပါပြီနော် Facebook group Telegram channel ကနေ CKO team မှာ 2D animation manager ကိုယ်တိုင်ဗီဒီယိုသင်ခန်းစာတွေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်သင်တန်းကြီးအနေနဲ့ကတော့အခု February လအတွင်းမှာအနံ့သူများအတွက် Yo-Yo Class 2သိန်းကျပ် Master Class 3သိန်းကျပ်နဲ့သင်ကြားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာသင်တန်းသားအကန့်အသတ်ရှိသလိုသင်တန်းကြီးကလည်း February လကုန်တာနဲ့ပြောင်းလဲတော့မှာဖြစ်လို့အခုအချင်းအခုပဲအဲ့လိုရပါပြီခင်ဗျာ